ဒီနေ့ကတော့ကျွန်တော်တို့ဘက်ထရီအမျိုးအစားပေါင်းစုံအရေးအိုးပဲဖြစ်ဖြစ် acid အိုးပဲဖြစ်ဖြစ်ကျွန်တော်တို့အိုးစုအိုးချောက်ဂျယ်အိုးကားအိုးပဲဖြစ်ဖြစ်ကျွန်တော် lipo ပဲဖြစ်ဖြစ် lithium ion ပဲဖြစ်ဖြစ်အဲ့ဘက်ထရီတွေကိုဒီလို controller နဲ့ပဲဖြစ်ဖြစ်ဒီလို controller နဲ့ပဲဖြစ်ဖြစ် MPPT controller နဲ့ပဲဖြစ်ဖြစ်ပြီးရင်ဒီ inverter ဒီနဲ့ကိုဒီဘက်ထရီနဲ့ချိတ်တဲ့အခါကျရင်ဘယ်လောက်ဖို့ထားမယ်ပေါ့နော်အဲ့ဒါရစဒါကျွန်တော်တခြားရှင်းပြပါမယ်ဆိုတော့ကျွန်တော်တို့ကပေါ့နော်ဒီ PD1 controller ဖြစ်ဖြစ် MPPT controller ဖြစ်ဖြစ် inverter ဖြစ်ဖြစ်ဝယ်တဲ့အခါကျရင်ကျွန်တော်ဒီလို manual ဘုတ်တွေပါလာတယ်ပေါ့နော် manual ဘုတ်တွေပါလာတယ်အဲ့ manual ဘုတ်မှာကျွန်တော်တို့ setting ချိန်ကြီးတွေရစားအကုန်လုံးအတိအကျပါလာပြီးသားဆိုတော့အဲ့ setting ချိန်ကြီးတွေကိုအဲ့ setting ချိန်ကြီးတိုင်းမှာကျွန်တော်ကကိုယ်တိုင်ကိုကြကိုဝင်ပြီးတော့ပြင်ပြီးတော့ချိန်မှာအဲ့လိုပုံစံနဲ့ချိန်မှာဘာလို့ဆိုတော့ကိုရီးယားဒီ voltage တွေကိုဘယ်လောက်ထားမယ်ဆိုတာကျွန်တော်ကနားလဲသွားကြသူတို့ပြောတယ် auto put တွေကျွန်တော်မထားဘူးငါစိတ်ကငါပြင်မယ်ဘာလို့ငါနားလဲလို့အဲ့လိုပုံစံနဲ့ user manual user ပေါ့တော့ကိုယ်တိုင် manual ဝင်ပြင်မဲ့ပုံစံပြောတာဟုတ်ပြီအဲ့တော့တချို့ကမေးကြကျွန်တော်ကဒီလို English ဆိုင်ကြောင်းနားမလဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဖုန်းပဲဖြစ်ဖြစ်ကွန်ပျူတာနဲ့ပဲသုံးတာဖြစ်ဖြစ်ကျွန်တော်တို့က Google Translate ရှိတယ်ပြီးရင်အခု AI နေပေါ်နေ AI မှာရှိအဲ့မှာကျွန်တော်တို့ဒီကောင်းလေးကိုကျွန်တော်တို့အတိအကျသူ့တွေပါထားတာအတိအကျတို့ရေးပြီးတော့ကျွန်တော်တို့ကဒါပြင်ခိုင်းလိုက်တယ်ပေါ့မေးလိုက်တယ်ဆိုရင်အတိအကျကိုထွက်လာတယ်ပေါ့နော်ဒါကတော့ကိုယ်တိုင်သုံးမဲ့ဟာဒီလောက်တော့ဒါပင်ပန်းတော့ကျွန်တော်တို့ခံရမှာပေါ့နော်ဘာလို့ဆိုကျွန်တော်တို့ကဒါကွန်ချက်ကိုတော့ပြပြငါကတော့ကိုယ်ရှာစားတော့ပေါ့နော်ဒါကတော့ကျွန်တော်ပုံမှန်လေးပြောတာဟုတ်ပြီအဲ့ရမှာနောက်ပိုင်းကျွန်တော်ကိုဆက်ပြီးတော့setting ချိန်ကြီးလေးဘာလေးလာမေးလာဆိုကျွန်တော်အလကားမပြောပါဘူးပုံမှန်လေးကအလကားမပြောဘူးကျွန်တော်ကို hotpot တပွဲဖို့ကျွေးမှာပဲကျွန်တော်ဆက်ပြီးတော့ဒီဘလူးချေရမယ်ဆိုတော့ကျွန်တော်ပြောပါမယ်နှမို့ဆိုကျွန်တော် Viber မအောင်ဟိုမှာဘလူးထားမယ်ဘာလို့ရမယ်ဘာလို့ရမယ် no ကျွန်တော်ပြောတော့ဘူးကိုတို့ကျွန်တော်ကွန်ချက်ကိုပြပေးလိုက်ပြီးငါတော့ကိုကိုရှာစားတော့ဟုတ်ပြီလားနော်ကျေးဇူးပါနော်โอเคအောက်မှာအဲ့ဆိုကျွန်တော်ဇာတ်လေးရှိရဇာတ်လေးနဲ့ကျွန်တော်ပြထားတယ်ဒီမှာဆိုရင် acid o အရေအိုးဂျယ်အိုးအိုးချဒါလိုက်ဖို့lithium ion ပေါ့နော်ဒါအဓိကဒီကောင်တွေကကျွန်တော်တို့နိုင်ငံမှာအသုံးအများဆုံးအိုးတွေပေါ့နော်အဲ့ဒီဟာတွေကဟို controller နဲ့ချိတ်ဟိုဟာနဲ့ချိတ်ပြီးသုံးတဲ့ဟာတွေပဲကျွန်တော်ပြပြပေးထားတယ်အဲ့မှာပေါ့နော်ကျွန်တော်တို့ဒီ acid o တို့အရေအိုးတို့ဂျယ်အိုးအိုးချအိုးဆိုကာအိုးအဲ့ဒါတွေကအကုန်လုံးကကျွန်တော်တို့ကဒီဘိုးတွေအတူတူပဲဘာမှပေါ့နော်ဒီဟာတွေလာတယ်ဆိုဒီဘိုးအတိုင်းပဲကျွန်တော်ကသတ်မှတ်ရမှာကျွန်တော်တို့ပေါ့နော်ဒါစက်ရုံထုတ်ဆိုတဲ့ဟာပေါ့နော်ဒါကတော့ကျွန်တော်တို့ပေါ့နော်ဒီ standard တိုင်းပြောတာကိုစက်ရုံတွေတေုံနဲ့တေုံကတော့ဟိုကွဲလဲမှုတွေတော့ကျွန်တော်တို့ရှိမှာပေါ့နော်ရှိမှာပေါ့ဒီမှာဒီ SAO ကိုကျွန်တော်ပေါ့နော်ဒီကောင်လေးပေါ့နော်တွဲဖို့ပဲပြောဆိုဒီပေါ့နော်ဒီ SAO အိုးဆိုအိုးချောက်တွေဆိုရင်ကျွန်တော်တို့ကဒီစက်ရုံတို့ဆိုတော့တွဲဖို့နဲ့လာတယ်တွဲဖို့နဲ့လာတယ်ဟောကျွန်တော်တို့အဲ့ကောင်အားပြည့်သွင်းမယ်ဆိုရင်14.4ဖို့ဒါအားသွင်းရမယ်အဲ့ဆိုရင်ကျွန်တော်တို့အဲ့14.4မှာဆိုရင်ကျွန်တော်ဖြတ်ချရမယ်ပေါ့နော်ဒီကောင်ဆိုတာအားပြည့်ပြီးဒီကောင်ဖြတ်ချရမယ်ဒီကောင်တော့အားပဲချိန်မှာကုန်မယ်ဆို10.8ဖို့ပေါ့နော်အဲ့လောက်မှဆိုသူတို့အားကုန်မယ်အဲ့ဆိုပုံမှန်ဆိုကျွန်တော်တို့ကဒီကောင်းကိုဆိုတော့ level 17ဖို့လောက်မှာကျွန်တော်တို့ကဒီ acid o ဂျယ်ဦးတို့အိုးဆိုတို့ကြောကျူပြူလာတွေပါလဲပါသေးတယ်အဲ့ကောင်တွေကိုဆိုဒီ17ဖို့လောက်မှာကျွန်တော်ကအားကိုဖြတ်ချတယ်ပေါ့နော်ဖြတ်ချလို့ရတဲ့ဒီ setting ပါလေပါဟိုပေါ့ဘယ်လိုပြောမလဲဒီ inverter တွေ hybrid inverter တွေပါဆိုကျွန်တော်ကအဲ့လောက်နဲ့ကျွန်တော်ဖြတ်ချထားတယ်။ဒါပုံမှန်အားတော့ flow voltage ကကျွန်တော်က73.5မှာကျွန်တော်ကဒါပုံမှန်အားဆိုတာဗျာဒီကောင်သူ့ရဲ့ပုံမှန်လေးနေနိုင်တဲ့အားလေးမှာကျွန်တော်73.5ကျွန်တော်ကထားတယ်။ဒါကကျွန်တော်ပေါ့နော်ကျွန်တော်ကဒီ voltage တွေကကြတော့ကျွန်တော်က acid o ဖြစ်ဖြစ် gel o ဖြစ်ဖြစ် o ချို o ဆို o ချောက်ကာအိုတော့ချူပြူလာအဲ့ဒါတွေတော့အကုန်လုံးကဒီဟာဒါပဲသိရမလားဒီကောနာမည်တွေတော့ကွာသူကဟိုအကုန်လုံးကဒါပဲပေါ့နော်ဒီပုတ်တွေကဒီပဲတွေပဲအဲ့ဆိုဒီကောင်တွေကတက်ပြောပြီးသွားပြီအဲ့မှာအဓိကပေါ့နော်ကျွန်တော်တို့က live phone နဲ့ lithium ion အတွက်ကကျွန်တော်ကအဓိကအမှကျွန်တော်ပြန်ချိန်ရမှာဒီကောင်တွေက live phone တွေကပေါ့နော်ဒါစိတ်ဝါထုတ်တယ်ဆိုကျွန်တော်က 12.8 volt နဲ့လာတယ် lithium ion က 11.4 volt နဲ့လာတယ်ပေါ့နော်သူကဟိုပေါ့သူကတလုံးစီလာတာတလုံးစီလာဒါမှကျွန်တော်ကဒီတွဲဖို့ပဲကျွန်တော်စံထားပြီးကျွန်တော်ပြောလိုက်တာပေါ့နော်ဒါတော့ဟိုကျူပြီးတော့နှမဆိုဒီကောင်းလေးကိုတလုံးကြီးခွဲထုတ်လိုက်ဆိုပို့ပြီးတော့ရှုပ်ကုန်မှာဆိုကျွန်တော်တွဲဖို့လို့ပဲကျွန်တော်စံထားပြီးတော့ပြောတယ်ပေါ့နော်အဲ့မှာ live ကိုတွေအားပြည့်ဆိုကျွန်တော်14.4ကိုတွင်းရတယ်အလီတီယာအိုင်းဝါတော့12.6ကိုတွင်းရတယ်ပေါ့နော်12.6ကိုတွင်းရတယ်အားကုန်တာကကျတော့ live ကိုတွေက11.2ဟိုကောင်လေးကတော့ 9.6 မှာအားကုန်ပြီဆိုတော့ကျွန်တော်တို့ကဒီကောင်လေးကိုဟိုဘယ်လောက်မှထားလဲဆိုတော့ 11.4 11.5 အဲ့လောက်မှထားတယ်ဒါပေမဲ့ 11.2 မှာထား live 4လေးဆိုကျွန်တော်တို့ကအားပြည့်ကို14.4 မှာထားတယ်ဒီတင်အန်ဂျယ်12.6 မှာထားတယ်
ဒီအားကိုပေါ့နော်အဖြတ်မဲ့ဟာလေးဆိုကျွန်တော်တို့ကဒါ level 2ပေါ့နော်ဒါကတော့နောက်ဆုံးကိတ်ဆုံးပေါ့နော်အဲ့ဒါကိုကနည်းနည်းလေးတူးထားခြင်းဆို level 3 level 4လောက်မှာကျွန်တော်ကထားလို့ရတယ်ဟိုကတော့ 9.6 ဆို 9.7 9.8လို့မှထားလို့ရတယ်ပုံမှန်အားဆို 73.2 မှာထားတယ်ဒါဟိုကောင်လီသီယမ်အားဆို12မှာထားတယ်ပေါ့12မှာထားတယ်ဒါတွဲဖို့အတွက်ပို့24ဖို့ဆိုတာလွယ်လွယ်လေးပဲဒီကောင်လေးကိုလို့ကျွန်တော်နှစ်နဲ့မြောက်ချလိုက်အဲဒီကျွန်တော်ပေးထားတဲ့ setting ကိုလို့ဒါနှစ်နဲ့ဖြတ်တာဒါ24ဖို့မှာထားမဲ့အားအပြည့်အားအကုန်ပုံမှန်အားမှထားမယ်ဟာ24ဖို့36ဖို့ပေါ့နော်36ဖို့တော့တိတ်တော့မသုံးအောင်ဒါပေမဲ့36ဖို့ဆိုတာ3နဲ့မြောက်ချလိုက်48ဖို့ဆို4နဲ့မြောက်ချလိုက်ဒါအကုန်လုံးကဒါအကုန်လုံးဒီဘက်ထရီတွေပေါ့နော်ကျွန်တော်တို့အတိုင်းထဲမှာအတိုးအများဆုံးဘက်ထရီတွေအတွက်ကိုကျွန်တော်တို့ဒီ voltage တွေသတ်မှတ်ထားတဲ့ဟိုသတ်မှတ်ဟိုပေါ့နော်သူတို့ဒါသတ်မှတ်ထားတဲ့ဒီစံချိန်စံညွှန်းပဲဒီတိုင်းတော့သတ်မှတ်ထားတယ်ဆိုရင်သူတို့ပေါ့နော်ဒီကိုလိုလာထဲမှာပါတဲ့ဘာ B1 B2 ဘာညာကွကွာတွေကိုလို့ကျွန်တော်တို့ကမေ့ထားလိုက်လို့ရတယ်ကျွန်တော်ဒါကိုယ်တိုင်ကိုကြပေါ့နော်တခါကျချိုးခါကျကိုယ်တိုင်ကိုကြတတ်မှတ်မှအဆင်ပြေမှဆိုကိုကြတတ်မှတ်ထားတဲ့ပုံစံပေါ့နော်အဲ့လိုကျွန်တော်ကသွားတာပေါ့နော်သွားတာဆိုတော့ချိုးဒီ inverter တွေ controller ဆိုလဲကိုယ်တိုင်ကိုကြကျွန်တော်ကတတ်မှတ်ထားတာဗျတတ်မှတ်ရတာဗျဒီတိုင်းသူတို့မှရှိတဲ့ setting တွေချိုးဟာပြီးအဆင်မပြေဘူးအဲ့ဒါလည်းကျွန်တော်ကိုယ်တိုင်ကိုကြတတ်မှတ်အဲ့ဒါကိုကျွန်တော်တခါလေဒါဒီထဲမှာဒီအောက်ကဒီ graph မှာလည်းကျွန်တော်ရှင်းပြရတယ်နောက်ဆုံးမှာလည်းအဲ့ graph ကိုကျွန်တော်ဒီပုံနဲ့တက်ကိုဟိုပေါ့နော်ဒါဟိုထပ်ပေးဦးမယ်ပေါ့နော်ပေးဦးမယ်ဆိုတော့ထပ်ကြည့်လို့ရတယ်မရှင်းဆိုရင်ဒါကျွန်တော်တို့ဒါဟိုပေါ့ဒီထဲမှာဒီစာလေးဟိုလောက်ထားလို့ရတယ်ပေါ့နော်ဒါကဘို့လို့ဒါကျွန်တော်ကိုချက်ကိုကျွန်တော်ပေးလိုက်ပြီးငါးသာကိုရှာထားကြပါကျေးဇူးပါ